ညနေမိဖို့ပဲမိသားစုသမင်းဝိုင်းလေးပေါ့ဗျာဒီနေ့ညကျတော့အိမ်ကအဖေနဲ့အမေကအခြားတရွာမှာရှိတဲ့အခြားတော့တယောက်ရဲ့အိမ်မှာတွားလဲရင်းနဲ့အဲ့မှာပဲအိတ်ကြတယ်ဆိုတော့ဗျာအိမ်မှာတယောက်တည်းပြင်းနေတာနဲ့အတော့အိမ်တွားပြီးတော့အတော့တို့မိသားစုလို့နဲ့ဖက်သမင်းလေးစားဖို့ကျွန်တော်သမင်းလေးအရင်ချက်လိုက်အောင်မယ်ဗျအတော့တို့မိသားစုနဲ့ဆိုတော့ဗျာကျွန်တော်သမင်းတော့9ဘူးလောက်ချက်လိုက်တယ်ဗျအစတုန်းကအိမ်မှာမိဘတွေလူကြီးတွေမရှိတုန်းဗျာအဖေမွေးသားတဲ့နှုတ်တီးနီကချေတယ်မလေးကိုတောင်ပေါ်မှာလမ်းလျှောက်နေရတာညောင်းလာမှာပဲဆိုပြီးတော့ချက်စားမလို့ပဲဗျအမေစကားတစ်ခုပြန်မမိလို့တော်သေးတယ်ပေါ့နော်အမေကပြောတယ်ပေါ့မိသားစုဆိုတာတဲ့ကောင်းတာပဲဖြစ်ဆိုးတာပဲဖြစ်တဲ့မျှဝေခံစားရတယ်တဲ့နော်အကြောင်းမို့ကျွန်တော်စိတ်ကူးထားတဲ့အစီအစဉ်တွေလည်းရင်နာနဲ့ဖြတ်လိုက်ရတယ်ဗျာပါစတဲ့ထဲစားတာကတော့လွယ်တာပေါ့နော်ဒါပေမဲ့နောက်ဆက်တွဲပြဿနာတွေကအတွဲလိုက်ကြီးလိုက်လာတာကြတော့အဆင်မပြေဘူးပေါ့ဗျာပြဿနာတွေမရှင်းချင်လို့လေးကြော်အားထုတ်ထားတဲ့ဖက်သမင်းအနစ်နဲ့ပဲသမင်းနယ်ပြီးတော့အတော့အိမ်မှာသွားစားမှာပေါ့နော်မိဘတွေပြန်လာရင်လည်းလက်ပြတန်းတန်းနဲ့နေလို့ရတာပေါ့ဗျာလေးကြော်ဖက်သမင်းအနစ်ကအထုတ်ဖောက်တာနဲ့သမင်းနဲ့နေပြီးတော့အတင်းစားရုံပဲဆိုတော့ဗျာဘာမှထက်စရာလည်းမလိုပဲနဲ့အဆင်ပြေတယ်ပေါ့နော်သမင်းကနည်းနည်းများတဲ့အတော့ဗျာကျွန်တော်လေးကြော်ဖက်သမင်းအနစ်ကိုရှစ်ထုတ်ကျွန်တော်ထည့်လိုက်တယ်ဗျနေရင်းနဲ့ဗျာအနန္တမွေးနေတာပဲဗျဒံပေါက်အနန္တမွေးလေးထွက်တလို့ပဲပေါ့နော်လေးကြော်ဖက်သမင်းအနစ်လေးကအချိန်ခဏလေးနဲ့စားလို့ရပြီဗျဟင်းကြီးကျွန်တော်လေးကြော်အထုတ်ထားတဲ့တီးစုံပဲကလာဟင်းနဲ့ပဲကျွန်တော်ချက်စားကြည့်မယ်ဗျညနေ6နာရီကြော်ပြီမဲ့မိုးတော့မချုပ်သေးဘူးဗျအတော်မီသားစုအပါဝင်ကျွန်တော်နဲ့ဆိုတော့လူ4 5 6ယောက်ရှိတယ်ဆိုတော့ဗျာကျွန်တော်နဘူးချက်လိုက်တယ်ဗျဟင်းကြီးဖြစ်တဲ့အတော့ကျွန်တော်ရင်နွေးနဲ့တခါပြန်ချက်မှာပေါ့နော်မိဖို့စင်ပေါ်မှာအတွဲလိုက်တွေကပဲတီးတွေပါဗျရင်နွေးထဲပြီးဟင်းကြီးအဖြစ်ပြန်ချက်တာဆိုတော့ဗျခဏလေးနဲ့ရပြီဗျမိဖို့ရှိပင်နဲ့ဗျသမင်းတော့ခုနကျွန်တော်လက်စစ်မီးနဲ့ပဲချက်လိုက်တယ်ဗျဟင်းကြတော့ဗျကျွန်တော်တို့ရောအတော်တို့အိမ်ရောလက်စစ်နဲ့ချက်နေကြမဟုတ်လို့လားမသိဘူးဗျလက်စစ်နဲ့ချက်စားရင်တော့အရတာတိတ်မကောင်းဘူးပေါ့နော်လက်စစ်မီးနဲ့အမြဲချက်စားနေကြတဲ့လူတွေကြတော့တိတ်မကွာတော့ဘူးပေါ့နော်ဟင်းလေးလည်းရပြီသမင်းလေးလည်းရပြီဗျအရင်ကဟင်းတွေမကောင်းရင်လေအမအိမ်တို့အတော်အိမ်တို့ပကံတကိုင်ကိုင်ခြေတော့တကားကားနဲ့ဟိုပြေးဒီပြေးနေကြပဲပေါ့ဗျာလေးကြော်ဖက်သမင်းအနစ်လေးနဲ့တီးစုံဖက်ကလာဟင်းလေးကကောင်းပဲဆိုတော့ဗျာသမင်းတော့နှိုးချက်ထားရတယ်ပေါ့နော်ဒါတော့မနေ့ကအိုးဆောင်အဖေခြံထားတဲ့သမင်းကြမ်းလေးတော့မကုန်သေးဘူးဗျစားတော့ဆိုင်မှာစားတာတဲ့စားရင်ဗျာကျွန်တော်ကအိမ်မှာစားတာပို့ပြီးတော့အာရပါရစားနိုင်တယ်ပေါ့နော်အတော်ကတော့တော်ပြီလားလို့မေးတာကျွန်တော်ကတော့ညနေစာအများကြီးစားရင်ဝမှာစိုးတဲ့အတွက်တော်ပြီလို့ပြန်ပြောလိုက်တာအတော်ကတော့ရီလိုက်သေးတယ်ဗျ